မင်္ဂလာပါအားလုံးမင်္ဂလာပါ皆さんこんにちはဒီနေ့မှာတော့week 2 day 7ရဲ့မွန်တိုင်းလေးကိုအပိုင်းနှစ်လေးကိုဆက်ပြီးပြောပြပေးချင်ပါတယ်今朝早速いきたいと思います16番にじゃあ漢字も聞き取りも読解もまあまあの成績だからဘာလဲတော့မသိသေးဘူးでしょ漢字ဆိုတာတော့သိရနော်漢字聞き取りဆိုတော့နားထောင်တာ listening ပေါ့နော်နားထောင်တာ読解ကတော့ဖတ်တာ reading မမဆိုတော့အကောင်းလည်းမဟုတ်တော့လို့ဆိုရီလည်းမဟုတ်ဘူးစိတ်စက်ကြီးကြတော့အမှတ်ပေါ့နော်အမှတ်စင်းရဲ့အမှတ်စိတ်စက်ကြီးတကာရာဆိုပြီးတော့ပေးထားတယ်ဘာလဲတော့မသိဘူးရတယ်ပါဘုံပိုဤစားစားရဲဆိုတော့ဒီအရှိကတခုခုပဲဒီတခုခုဒီအရှိကတခုခုလုံးပဲဆိုလို့ရှိရင်စားရဲနောက်မှာပါလိုက်လဲဆိုတော့စားရဲဘာလိုက်တယ်ဆိုတော့စားရဲနောက်မှာဘာလိုက်တာဆိုတော့အချီဖြစ်မယ်အဲ့တော့စားရဲရတယ်ပါဆိုတာတစ်လုံးရပါ යි နော်ဘာလဲဘုံပိုးဆိုတာက grammar ဤဆိုတာကကောင်းတာဟုတ်ပြီနော်အဲ့တော့နာနီစရဲဆိုတော့ဖြစ်နိုင်တာက grammar ပဲကောင်းလို့ grammar ပဲလုပ်ရင် grammar ပဲဘုံပိုးစားရဲရတယ်ပါဆိုပြီးတော့အဆင်ပြေတယ်မဟုတ်လားဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တဲ့ကြောင့်မလို့ဤでしょအဲ့တော့ဒီမှန်လေးကဘုံပိုးစားရဲရတယ်ပါဤでしょဆိုပြီးဖြစ်ပါမယ်နော်အဲ့တော့ဒီစဉ်းစားပုံစဉ်းစားလေးလေးကပထမဆုံးစားရဲ format ကလေးပါရကြောင့်မလို့စားရဲကစားရဲဘာဆိုတဲ့ format ကလေးရှိတယ်အဲ့တော့စားရဲနောက်မှာဘာလိုက်နိုင်ဆိုတော့ဘာမြန်မာလိုလေးပြန်စဉ်းစားတဲ့ဒီဟာတွေအကုန်လုံးအမှတ်ကောင်းဖို့ဆိုရင် grammar ကိုပဲလုပ်တယ်ဆိုရင်အဆင်ပြေတယ်မဟုတ်လားဆိုတဲ့အတွက်ကြောင့်မလို့ဤဒီရှိုးလေးကိုနောက်ဆုံးမှထည့်ပေးလိုက်ပါတယ်နော်ကဲ17番လေးကြည့်အောင်ဟိုတယ်ရဆိုတော့ဟိုတယ်တွေဒီကန်ဆိုတာကတော့ဟိုတယ်ပဲဒါပေမဲ့ဂျပန်ရိုးရာပေါ့နော်တတမီတော့ဘာလို့လဲရှိတယ်ဒီကန်ကိုပြောတာပေါ့နော်ဟိုတယ်ပဲမျိုးစားပဲဒီကန်တော့ဒီကင်းမှာဆိုတော့ပစံပေးရတဲ့ price 休日の方がその休日そのပရက်တွေနာရက်တွေ休日の方がそのပရက်တွေနာရက်တွေက高いဈေးကြီးတယ်တဲ့このシステムはဒီ system ကပေါ့နော်ဘာလဲတော့မသိသေးဘူးအကလေးပေးရတာလေးကြည့်အောင်旅行できない人にしたら休日しか辛いဆိုတော့旅行できないဆိုတာကခရီးမသွားနိုင်တာ人にしたらဆိုတော့ဒီလူရဲ့နေရာမှာကြည့်မယ်ဆိုရင်နေရာကနေစဉ်းစားကြည့်မယ်ဆိုရင်ဘယ်နေရာဘယ်လိုလူနေရာနေစဉ်းစားမှာလဲမသိဘူးเนาะ休日しかဆိုတော့ပရက်ပဲပရက်ကလွဲရင်ပရက်ပဲပေါ့เนาะပရက်ကလည်းစရာကြီးဆိုတာကအစင်မပြေတာကိုပြောတာเนาะစရာကြီးဆိုတာခက်ခဲတယ်ပေါ့နော်စရာကြီးဆိုတာခက်ခဲတယ်အဲ့တော့ဖြစ်နိုင်တာကဟိုတယ်တွေညိုကန်းနေရဲ့ဈေးဟာဖရက်တွေကဈေးကြီးတယ်အဲ့ဒီ system ကပေးရတာလေးဆိုလို့ရှိရင်ဘာဖြစ်လဲဖရက်ကလွဲရင်ခရီးမသွားနိုင်တဲ့လူနေရာကကြည့်ရင်စရာကြီးရောအစင်မပြေဘူးလေဆိုတဲ့အဓိပ္ပာယ်လေးရတယ်နော်မြန်မာလိုလေးပဲစဉ်းစားလိုက်တာချက်ချင်းဖြေထွက်ပါတယ်နော်အဲ့တော့3番休日しか旅行できない1番人にしたら辛いပြင်မှန်လေးရမယ်ထင်ပါတယ်3番ကြည့်အောင်ごめんなさい18番လေးကြည့်အောင်パーティーのဆိုတော့ပါတီရဲ့準備はဆိုတော့ပြင်ဆင်တာကすべてအကုန်လုံး終わってပြီးသွားပြီးတော့ဒါဘာလဲတော့မသိဘူးပေးရတာလေးကြည့်အောင်ဘက်ကာရီဆိုတော့ကြီးပဲဒီတစ်ခုခုကြီးပဲဘာလဲတော့မသိသေးဘူးあとはဆိုတော့ပြီးရင်ဒီတစ်ခုခုပြီးရင်ပေါ့နော်待つ
ဆိုတော့ဆောင်お客様をဆိုတော့お客様ကိုလာမယ့်ဧည့်သည်တွေကိုပေါ့နော်အဲ့တော့ဘာလေးလည်းမသိဘူးပေးရတာလေးပြန်ဆက်ကြည့်အောင်ပါတီရဲ့準備がすべて終わってပါတီရဲ့ပြင်ဆင်တာအကုန်လုံးပြီးသွားပြီးရင်ဧည့်သည်လာတာကိုစောင့်ဖို့ကြီးပဲရှိတော့တယ်ဆိုတဲ့အိပဲဖြစ်နိုင်တယ်နော်အဲ့တော့ရုံဆုံးစဉ်းစားတာလေးကိုကြည့်မယ်ပြင်ဆင်ပြီးရင်ဧည့်သည်စောင့်ရုံကြီးပဲဂျပန်လိုလေးဖတ်ကြည့်အောင်ဟုတ်မဟုတ်パーティーの準備はすべて終わってあとはすべて終わってあとはお客様を待つばかりだဖြစ်နိုင်တယ်နော်အဲ့တော့ဖြေမှန်လေးက243ဆိုတဲ့ဂျွန်ဘန်လေးဖြစ်ပါမယ်19番လေးကြည့်အောင်こဒီဟာက就職率ဆိုတာကဘယ်လိုပြောမလဲအလုပ်ဝင်တာပေါ့နော်就職率ဆိုတာအလုပ်ဝင်တဲ့ရာခိုင်နှုန်းကတဲ့大幅にဆိုတော့大幅にဆိုတာကဒီတခုခု measurement လုပ်တဲ့နေရာမှာ大幅にずれるတော့大幅にဆိုဒီအတိုင်းတာကိုပြောမှာပေါ့နော်ဒီတိုင်းတာကကြီးတာ大幅にဆိုဒီတိုင်းတာကကြီးတာに低下したဆိုတော့ကျလာတယ်就職率ကဆိုတော့အလုပ်ဝင်တာအလုပ်ဝင်တဲ့ရာခိုင်နှုန်းက大幅にကြီးမားမားတိုင်းတာနဲ့低下したဆိုတော့ကျဆင်းနေတဲ့ဘာလဲတော့မသိကိုဆိုတော့အခုတလောဖြစ်မယ်ခုဆိုတဲ့ဟာဖြစ်ပေးရတာလေးကြည့်အောင်ケーキのဆိုတာကစီးပွားရေးတို့ဘာလို့ပြောတာနော်ケーキကဝါရီဆိုတာမျိုးကအခုတော့စီးပွားရေးမကောင်း economy မကောင်းဘူးဆိုတဲ့ဟာမျိုးပြောရင်ケーキကဝါလို့ပြောကြတယ်数年のဆိုတော့ဒီတစ်နှစ်တော်အတွင်းပေါ့နော်ဒီတစ်နှစ်တော်အတွင်းဒီနှစ်တော်အတွင်းနိထုံမနာဤဆိုတော့ဒီ x ကြောင့် y ရဖြစ်တဲ့အချိန်ကျရင်သုံးတဲ့စကားဆက်နိထုံမနာဤဒီကြောင့်ဆိုတဲ့အချိန်အကဆိုတော့ဆိုးရွားလာတာအဲ့တော့ဖြစ်နိုင်တာပါလဲဆိုတော့စီးပွားရေးဆိုးရွားတဲ့အတွက်ကြောင့်မို့လို့အလုံးဝင်တဲ့ရာဂိုင်းနှုန်းတွေကကျလာတယ်ဆိုတဲ့စကားလုံးလေးကိုပြောချင်တာအဲ့တော့စကားဆက်လေးကိုစဉ်းစားရအောင်အခုတလောဆိုပေမဲ့ဒီနှစ်တော်တွင်ပေါ့နော်အခုဒီနှစ်တစ်နှစ်အတော်တွင်အခုဒီတစ်နှစ်အတော်တွင်မှာကို数年のဘာဆိုရတာလဲစီးပွားရေးကဆိုရတာဆိုတော့ケーキနော်ဆိုရတယ်ဆိုတော့အကရတာဆိုဒီရှက် x ဆိုတဲ့အကြောင်းအရာပြောပြသွားတယ်ကို数年のケーキのအကအခုဒီတစ်နှစ်အတွင်းစီးပွားရေးမကောင်းတဲ့အတွက်ကြောင့်မို့လို့ဆိုတော့စမ်းပါလေးဖြစ်မယ်ခုတလောစီးပွားရေးမကောင်းတဲ့အတွက်ကြောင့်မို့လို့ကို数年のケーキの悪化に伴い就職率が大幅に低下したဆိုတာလေးဖြစ်မယ်နော်အဲ့တော့ပြင်မှန်လေးရမယ်ဒီမှာလေ20番လေးကြည့်အောင်携帯電話がဆိုတော့ဖုန်းဟန်ဖုန်းဆယ်ဖုန်းက使われなくなったအသုံးမပြုကြတော့ဘူးတဲ့ဘာလဲတော့မသိဘူးအသုံးမပြုဒါပေမဲ့ခေတ်တိုင်းအခုတော့အသုံးပြုနေကြတယ်ခေတ်တိုင်းကိုအသုံးမပြုရတာမဟုတ်နိုင်ဘူးเนาะဘာကြောင့်လဲတော့မသိဘူးအသုံးမပြုကြတော့ဘူးဆိုတဲ့အဓိပ္ပာယ်ခိုးရှင်းနေမှာဆိုတာကဟိုဖုန်း box လေးတွေနဲ့ပြောတာလေဘယ်လိုပြောမလဲခိုးရှင်းတဲ့မှာဆို box လေးနဲ့ဖုန်းပြောတာကျိုးဖုန်းပဲပြောရမှာပေါ့နော်အခုကိကလေးတော့သိလားမသိလားအရင်ကိကတော့အိမ်နိုင်မှာကျိုးဖုန်းလေးတွေရှိကြတယ်တစ်လုံးစီပေါ့နော်ခုနောက်ပိုင်းဟန်ဖုန်းတွေများတဲ့ကြောင့်မလို့တယောက်ကိုအိမ်သား9ယောက်ရှင်ဖုန်း9လုံးဖုန်း10လုံးရှိတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဖြစ်နိုင်တာတော့ဒီခေတ်တိုင်းကြောင့်ဒီကျိုးဖုန်းတွေကမတုံးကြတော့ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်လိမ့်မယ်နော်ဒီတုံးမပြောရတာကဒီခိုးရှင်းတဲ့မှာဖြစ်လိမ့်မယ်ဆူရူဆိုတာတော့ဒီတိုင်းပဲ verb ပဲဖူကျူဆိုတာကဖူကျူကအရှိမပြောခဲ့တဲ့အတိုင်းအတွင်းကျဲလာတာတွင်းကျဲလာတယ်ဘာတွင်းကျဲလာလဲဆိုတော့ခေးတိုင်းကတွင်းကျဲလာတာဖြစ်နိုင်တယ်နော်အဲ့တော့ရှေ့မှာ
ပါနိုင်တာကခေတိုင်းလေးဖြစ်မယ်ဒါလေးအချမ်းမှတ်ထားတာနော်နီးတဲ့တဲ့ဆိုတော့ဟုတ်ပြီဒီရှိကတော့ဒီဟာကြောင့်ဒီဟာဖြစ်တယ်ဆိုတော့ x ကြောင့် y ဖြစ်တယ်ဆိုတော့အကြောင်းပြချက်ပြောတဲ့အလျားစကားဆက်အဲ့ဒါဆိုရင်ပြောတင်တာတွေကုန်ရပါပြီခေတိုင်းတဲ့မှာတွေတွင်ကျလာတဲ့အတွက်ကြောင့်မို့လို့ကျိုးဖုံးနေတိတ်မတုံးကြတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်အဲ့တော့စုတူတစ်လုံးကတော့ပိုးနေတယ်ဒါပေမဲ့ဒီ fuck you ကကြတော့ noun ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ fuck you စုတူဆိုတာပေါင်းနေမယ်ဟုတ်ပြီနော်အဲ့တော့ခေတိုင်းတဲ့မှာက fuck you စုတူနီးတဲ့ဟုတ်ပြီနော်ဒီရှိကခေတိုင်းတဲ့မှာ fuck you ဆိုတဲ့အကြောင်းအရာ x ကိုပြောပြသွားပြီနီးတဲ့ကြောင့်ခိုးရှုတဲ့မှာဝါစကားရတဲ့နကုနတာအဲ့ဆိုရင်ပြေမှန်လေးသိမယ်နော်အဲ့တော့မွန်ဒိုင်ကိုပါလေးစကြရအောင်သူကဘာလဲဆိုတော့ညီဂျူကြီးကနေပြီးတော့ညီဂျူကိုအထိပေါ့နော်စလုံးလေးတွေပေးထားတယ်အဲ့ဒီကလိုက်ဖက်မဲ့စကလုံးလေးတွေကိုရွေးရမယ်နော်အဲ့တော့စကြရအောင်ကိုဆူနဲ့ဒါစောကြည့်ခဲ့ပြီအခုဒီတနေ့နဲ့အတော်အတွင်းမှာအွန်စကိုကာဂတ်ဆိုတာကအွန်စကိုကာဂတ်ဆိုတာဘာလဲဆိုတော့ဟိုပါလေမြန်မာလိုပြောမယ်ဆိုရင်တဘာဝပဝင်းချင်းပူနွေးလာလို့ရှိရင်ဒီရာသီဥတုတွေဖောက်ပြန်လာတဲ့ဟာကိုပြောချင်တာအွန်စကိုကာဂတ်ဆိုတာမြန်မာလိုဘာပါလဲအဲ့လိုမျိုးပေါ့နော်တဘာဝပဝင်းချင်းတိုးတက်လာပူတာတွေတိုးလာတဲ့ဟာကိုပြောအပူချိန်တွေမြင့်လာတဲ့အခါကိုပြောတာခဏနေနော်ဒီဟာလေးကိုကြော်ပြီးတော့ဖတ်ပြမယ်နော်တဘာဝပတ်ဝန်းကျင်ပူလာတဲ့အတွက်ကြောင့်မို့လို့ပူလာတာကိုပြောချင်တာကဘာကြီးပူနေလာတာကိုပြောချင်တာ